ဒါကကျွန်တော်တို့ဒီ live မှာဆိုရင်လည်းအခုကအရန်ကိုပေါက်နေပြီဆိုတော့ဒါပြောလို့ရမယ်တယ်နော်ဒါအကိုအမှားတော့ဒါအချိန်ပေးပြီးတော့ဒီကားအတွက်ပြင်မှာလည်း practice ချိန်လုပ်ထားတာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါတကယ်ကိုလည်းလေးစားပါတယ်ကိုကြီးမရအားလုံးရန်ချစ်ဖို့ကောင်းတယ်ကတာလေးတွေရောဒါတချင်းလေးလည်းရန်ပြီးတော့ကြတော့ဒါခုဆိုလို့ရှိရင်လည်းတော့မှလိုက်ပြီး trend join ပြီးကရတဲ့ရှိနေပြီဆိုတော့ကြည့်လို့ကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ယူယူနဲ့မို့မို့တို့ချစ်ကြတယ်ယူယူနဲ့မို့မို့တို့ကကြတယ်တို့တလဲအရာတာလေးရတာပေါ့နော်ကျွန်တော်တို့ဆိုနေရလာတဲ့လူတွေဆိုတော့အဲ့ဒါလေးတွေမြင်တော့စိတ်ချမ်းသာစိတ်သိစစိုးလေးနဲ့တကယ်ကိုဟိုမြန်မာဒလဲပုံစံမျိုးအရာတာလေးရတဲ့အတွက်စိတ်ချမ်းသာမှုပေးတယ်လို့ဒီကပြောချင်တာပေါ့ရုပ်ရှင်ုံနဲ့လာပြီးခရီးတစ်ခုထွက်လိုက်ရတယ်ဟုတ်တယ်ခရီးထွက်တဲ့အခါမှာလည်းပျော်ရွှင်စရာလေးတွေပဲကြည်နေရတယ်ရှုခင်းနဲ့ရမ်းလာတယ်ပြီးတော့ဟိုပါပေါ့မြန်မာတွေအကြိုက်ပေါ့ဘာမှတွေးစရာမလိုဘူးကကြည့်ရတဲ့စင်တိုင်းရှင်နေရပြီးရှင်းရှင်းပဲအရင်အုံနောက်ကအလုပ်စရာမလိုဘူးစိတ်ပန်းဖြည့်ခြင်းနဲ့တကယ်ကြည့်နေတယ်ပေါ့လေစင်တိုင်းကရှင်နေရမယ်အရင်တွေးပြီးရှုပ်တွေးရလို့မရှိဘူးကျွန်တော်တို့ကတော့တင်မှာပုံမှန်အဲ့လိုမျိုးဒီဘဝနေ့စဉ်အလုပ်သားအကြောင်းသားအဲ့လိုမျိုးစသည်အစရှိပြီပေါ့နော်လို့သွားနေကြတဲ့အချိန်မှာကျွန်တော်စိတ်ညစ်စရာတွေအကုန်လုံးရှိနေဒီကားလေးကြည့်လိုက်ရရင်ကျတော့ကျွန်တော်တို့စိတ်ထဲမှာဟိုရီရတယ်ပြီးတော့ပေါ့ပါလန်ဆန်မျိုးကြည့်လို့အကန်းကောင်းပါတယ်ဟုတ်သူကလည်းသူဇလန်ဇက်ကွက်လေးရတယ်အဆင်ပြေလေးကြည့်လို့လည်းအရန်ကောင်းတယ်စီမီယာအကူမကြီးအကုန်လုံးအောင်ဒီတရုတ်ဆောင်ပိုင်းကတော့ကျွန်တော်တို့အကုန်ပြောစရာမလိုဘူးပေါ့နော်ဒါတော့ကျွန်တော်တို့လည်းကဲပြက်စရာလည်းမလိုဘူးပေါ့နော်အကုန်ကြည့်ရအဆင်ပြေပါတယ်ဒီရေကမင်းဖြစ်ပါမလားရောဖြစ်ပါတယ်ဆိုနေမှာပဲလားဖျောက်နင်းဒီကားကပြီးတော့ရိုးဟာတာကအထက်ကိုပို့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ CGI နေဆိုလို့ရှိရင်လည်း share သုံးထားတယ်စပြီးတော့ကျွန်တော်တို့ဒါ official trailer မထွက်ခင်ကတည်းကဒီဟိုလေဒီစစ်တိုက်တဲ့ဟာဒီ CGI တွေ့ပြီးအချိန်ပါပဲအရန်ပန်ဟောပြီးတော့အရန်ကြီးချင်နေတာဒါပြီးတော့ pressure တော့လည်းကျွန်တော်တို့လာတယ်ဒါပေမဲ့အဲ့ချိန်မှာလည်းလူရမ်းများပြီးတော့ဟိုဒါထိုင်ကုန်လေးအစီအမပြေဖြစ်သွားတဲ့ကြောင့်မလို့ကျွန်တော်တို့မကြည့်ရဘူးအားခဲတာအခုဒါဒီနေ့တော့တေချာလေးကြည့်ခဲ့ရတဲ့အတွက်လည်းဟိုအရန်ကိုပြောနေတယ်အဲ့ CGI နဲ့လုတ်ထားတဲ့အခန်းကိုကြည့်ရတာကတော်တော်အရသာရှိနေတယ်အဲ့တော့မဖြစ်မနေတာရုပ်ရှင်ပေကမှာလာပြီးကြည့်တဲ့နေကပါအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာဖိတ်ခေါ်ပါခင်ဗျာကျေးဇူးများကြီးတင်ပါတယ်တဒါ